ကဲလူဆုံးပြီလားဆုံးပြီးတော့အားလုံးကောက်ဝတ်တကြဟဲ့ဆုံးပြီဦးနိုင်ဝန်ထမ်းတို့ဤတန်ကြောင့်ညဦးနိုင်အိုဒီစင်လာလုံးဝန်ထမ်းရှောက်လိုက်ပို့ရန်ဖေးကောက်ဝတ်တဲ့နေရပြီလိုက်သည်ရုပ်တံတဲပြက်လုပ်ငန်းလှုပ်ဆောင်ရတော့အလုပ်ဖြစ်တာကြောင့်ရန်ကနေတိုင်းညတိုင်းခွဲအချိန်မို့စင်လှုပ်ကြရတတ်သည်ညချိန်မတော်ထိုဝန်ထမ်းများလိုက်ပြန်လိုက်ပို့ပေးရသည်လောကမကြီးမညူလောက်ကန်ပေးနေတော့ဦးနိုင်မှာဝန်ထမ်းများနဲ့အတော်ပင်ရင်းနှီးလာပြီထိုနေ့ဝန်ထမ်းများအလုပ်ပြန်ချိန်မှာတကောင်ရည2 နာရီအချိန်ကန့်ပင်ဖြစ်သည်ကားပေါ်တွင်လည်းတချို့ဝန်ထမ်းများမှာဗီမန်လုံး၏အိပ်ပျော်နေကြသည်လန်တက်လျှောက်တွင်တချို့နေရာ၌တွာလာသောကားများရှိတော်လဲတချို့နေရာများတွင်မရှိသလောက်ရှင်းလင်းနေသည်လိုင်းလာပို့ဆောင်အမီနေရာများမှာစမ်းချောင်းတူဝနအင်းစိန်စားသည့်မြို့နယ်များပင်ဖြစ်သည်ထို့နောက်ဦးနိုင်လန်တနေရာတွင်ဖေးကားများခိတရပြီးဖေးလမ်းကြောင်းဆောက်ရအကြီးဒီနေ့တော့လိုက်ပို့ရမည်လမ်းကြောင်းတွေဝေးလိုက်တာကွာကဲဦးနိုင်စမ်းချောင်းကိုအရင်လိုက်ပို့လိုက်မယ်ပြီးရင်တော့အင်းစိန်ကနေတူဝနအစင်မြေလိုတွားလိုက်မယ်ကွာနော်ဟုတ်ဦးနိုင်တည်းပြောဆိုဖြစ်ကားနောက်သို့တစ်ချက်လက်ကြည့်လိုက်သည်ဖုန်းသုံးနည်းတို့လည်းရှိသလိုမေးအိမ်နေသောဝန်ထမ်းများလည်းရှိသည်ထို့နောက်ပိုးထောင်ဘက်မှစမ်းကြောင်းသို့ဦးနိုင်ကန္နာလိုင်းတိုင်းမောင်းနေလာခဲ့တော့သည်ဦးနိုင်တယောက်ကားမောင်းရင်တချင်းတေးခေါင်းတငင်ကြီးဖြစ်ကားရှိကားမှဖွင့်လာသောတချင်းတန်ခတ်တို့ကလိုက်ဆိုရင်ညှဉ်းညူနေသည်ထို့နောက်လာတာဘက်မှစမ်းကြောင်းသို့ဦးတီမောင်းနေလာခဲ့တော့သည်ဝန်ထမ်းများမှစမ်းကြောင်းရှင်စောဘူးဖျားလန်းတွင်ဆင်းညလေသည်ဦးနိုင်ကျေးဇူးပင်တော့ကူးဆိုင်မောင်းတော့ကြအောင်ပြုတ်အေးကိုနိုင်တော့ညီလေးတို့ဦးနိုင်စင်းသွားသောဝန်ထမ်း2ယောက်အားပြန်လဲနှုတ်ဆက်ပြီးကြန့်ရှိနေသောဝန်ထမ်း6ယောက်အားလိုက်ပို့ရန်မင်းကြီးကုန်းမှတစ်ဆက်လဲလန်းဘက်သို့ဦးတီမောင်းနေလာသည်ကဲဦးနိုင်လဲလန်းကနေအင်းစိန်ဘက်သွားမယ်နော်အဆင်ပြေတယ်မဟုတ်လားဟုတ်ဦးနိုင်တယောက်မင်းကြီးကုန်းမှစတင်ထွက်လာတော့သည်လမ်းတွင်ကားတချို့ကိုမြင်ရပေမဲ့အင်းစိန်သို့အရောက်တွင်လမ်းပေါ်ကားများမရှိသလောက်ဖြစ်လာသည်ထိုစဉ်နောက်ခုနမှဦးနိုင်သမီးတို့ကိုအိုက်ရှိရလမ်းလေးတဲ့ကားလေးဝင်ပေးပါနော်ခွေးရတားလိုက်ဆွဲလို့သူတို့ကကားအောက်ဒီမှာဝင်နေကြတော့သမီးတို့4ယောက်အဆောင်မတိုင်းထွက်လိုက်ပြေးရလို့အော်အေးဒီရင်တစ်ခေါက်တည်းကညီးတို့ဦးနိုင်ကိုတခြားမှမပြောတာဒီလမ်းတော့ဟုတ်တယ်မဟုတ်လားကားပြန်ကွေးလို့ရလားရတယ်ဦးနိုင်ထိတ်မှလမ်းကွေးရှိရအေးလမ်းတော်လေးတိုင်းကားမောင်းနေလာပြီးအဆောင်ရှိတဲ့ထုံမင်းလေး4ယောက်ကကားရက်ပေးလေသည်ဦးနိုင်ကျေးဇူးတော်လမ်းနဲ့ဝင်ပြီလို့အေးပါဒါနဲ့နေပါအောင်နေလို့ဆောင်ဒီလိုည3-4 နာရီပြန်တော့လက်ခံလာအဆောင်ပိုင်းရှင်းရမပြောဘူးလားအဆောင်ဆိုတာသမီးရုပ်တငယ်ချင်း4ယောက်အိမ်စုငားထားတာကိုပြောတာဦးနိုင်ဟိုလိုအဆောင်ပြောတာမဟုတ်ဘူးဩသဘောပေါက်ပြီကဲသွားတော့ဦးနိုင်လည်းသွားပြီကားလမ်းကွေလေးတိုင်းပြန်ကွေးရမောင်းနေလာတယ်ကားနောက်ခန်းမှာဦးနိုင်ဘာတော့ဟိုလေးကျွန်တော်နေရာကိုတမိုင်းလမ်းဆောင်မှာပဲချပြီးရလို့ရမလားမင်းတော့အိမ်မပြန်ကြတော့ဘူးလားဟုတ်တယ်ဦးနိုင်ကျွန်တော်ဘော်ရာအိမ်ကဒီနာတင်သူ့ကိုစာပို့လိုက်တာသူရှိရယ်ဘော်ရာတွေဝိုင်းနေကြတယ်တဲ့အဲ့ဒီမှာပဲကျွန်တော်တို့သွားရေးလိုက်တော့မလို့ဦးနိုင်အေးလမ်းတော်မီးပွိုင်းဆိုရပြီလားရပြီဦးနိုင်ထိုဝန်ထမ်းကောင်မလေး2ယောက်ကဦးနိုင်ကိုတမန်လမ်းဆောင်ကိုလိုက်ပို့ပြီးသည်ကဲဦးနိုင်သွားပြီနော်ကျေးဇူးပဲဗျာမနှက်ပြင်တော့ off ရတယ်တပတ်ခါမှတွေ့ကြမယ်နော်အေးကွာထို့နောက်ဦးနိုင်ပြန်ပို့ရမယ်စင်မြန်းကြည့်ရင်ကဲသူဝနာနော်ဟုတ်ဦးနိုင်မင်းကလေးတယောက်တန်ကြားရ၍ဦးနိုင်ကားနောက်သို့လမ်းကြည့်လိုက်စဉ်ခုံနောက်ဆုံးတော့တွင်ထိုင်နေသောမင်းကလေးတယောက်အားလှမ်းမြင်လိုက်သည်ဟဲ့ညီတယောက်ပဲကျွန်တော်ဟာလားဟုတ်ဦးနိုင်လှမ်းအောင်မိလိုက်သည်ဟုတ်ဦးနိုင်ဒါနဲ့ညီရှေးခုံတွေမှာလာထိုင်လို့ရရင်နော်ထိုမင်းကလေးမှာဟုတ်ဦးနိုင်သာပြန်ဖြေသည်ထို့နောက်ဦးနိုင်ဖေးကသူဝနာဘက်သို့ဦးတီမောင်းနေလာသည်လမ်းတနေရာတွင်မိပိုင်နေသောကြောင့်ဦးနိုင်ကားအားခိတရလိုက်သည်ထိုချိန်တွင်အတေးတစ်ခုဦးနိုင်ကောင်းထဲသို့ဝင်ရောက်လာခဲ့သည်ဦးနိုင်တွေ့တဲ့နေပါအောင်စီးရင်နဲ့8ယောက်ပဲပါတာဆင်းသွားတာ10ယောက်ပြည့်နေဒီကောင်မလေးကထတ်တိုးချိန်ကိုဆင်းနေလူလားဦးနိုင်ထိုးထိုးတွေးနေတယ်ဟစ်ကောင်မလေးညီကိုငါဘယ်ကိုလိုက်ပို့ရမှာလဲပြီးတော့ဒီဖေကားလေးထဲမှာညီနာမည်မပါလာအောင်နော်ဦးနိုင်ကလည်းညီကိုသူ့ဝနာပတ်လိုက်ပို့ရမှာလားဟုတ်ဦးနိုင်ဆိုတော့အတန်နဲ့အတူဖေကားနောက်မှာဆူဆူရှာကားဟွန်တီးတန်ထွက်ပေါ်လာတယ်တီမိဘဆိုင်နေခြင်းဦးနိုင်တတိမထားမိ၍နောက်မှအိမ်ကအထစီမှဟွန်တီဟင်းနေတော့ကြောင့်အရှိတို့အာရုံပြထား၍ကားကိုဆက်မောင်းလာတော့သည်သို့တော်အတွေ့တဲ့ဇဝေဇဝါဖြစ်ကားနောက်ကြည့်မှကြည့်နေကားနောက်ခုံရှိမင်းကလေးရှိရတော့လှမ်းကြည့်လေခုနကျင်းနေသေးသောမင်းကလေးမှာဦးနိုင်ကားမောင်းနေသောခုံနောက်ဘက်တွင်ကလေးရဲ့ထိုင်ကုန်ရှိနေခြင်းကိုဦးနိုင်ရုတ်တရက်မြင်လိုက်ရသည်ဦးနိုင်စိတ်ထဲနောက်မှနေရတာမင်းကလေးတယောက်တည်းမှုရှိတက်လာ၍ထိုင်ကုန်ရှိခြင်းဖြစ်တွေးလေသည်သူကိုယ်တိုင်မင်းရှေ့လာထိုင်ရန်ခေါ်မိထားသောကြောင့်လည်းဒီကလေးမှရှေ့ခုံလာတိုင်းသည်ပြန်တွေးနေမိတယ်ထို့နောက်ဖះ
ကားကလည်းရေးတယ်ဘာထားဖြစ်ရတာလဲကွာထို့သောဦးနိုင်အသေးအံဖြစ်နေစဉ်အနောက်ခန်းမှာဦးနိုင်ဟုကြိုးချမ်းစီရခေါ်တဲ့များထပ်မံထပ်ပေါ်လာသည်ထိုသောကြောင့်ဦးနိုင်ကားစာအသေးအံနှိုးနေရမှာရုတ်တရက်ရက်တန့်သွားပြီးအတန်လာရသောမျက်လုံးအားမေး၍ဖြင်းညင်းစွာလက်ကြည့်လျာကားနောက်ဘက်ရှိကားခုန်နေရအပြည့်တွင်တက်လွတ်ရွယ်ဆုံးလူပေါင်းစုံထိုင်နေကြသည်ကိုဦးနိုင်တွေးလျက်သည်ထို့သောတွေ့ချင်းဦးနိုင်တကူလုံးလည်းတုံးတက်သွားပြီးအလျင်အမြန်ရှိသို့ပြန်လည်ပါဇက်ကတီးအတန်တိတ်ညစ်၍အော်နေရောသည်ဘာတန်ကြီးလဲဘာကြီးလဲထို့နောက်ကြံရမရသည့်အစုံကားပေါ်မှာဆင်းပြေးရန်ပြင်နေရကားတကားမှာဖွင့်ဝင်ရပြီအတင်းဆောက်တွန်းဖွင့်ပြန်တော့လဲပွင့်မလာတာကြောင့်ဦးနိုင်တန်ထွက်သည့်အထိကားကိုလက်ဖြင့်ရိုက်နှံ့ရင်အော်ဟစ်နေလေဒုံကဲကြပါအောင်ဗျာထို့သောဦးနိုင်စောက်တီရမရဖြစ်နေခြင်းဦးနိုင်ဖုန်းသို့မက်ဆေ့တစ်ခုဝင်လာတော့အတန်ထွက်ပေါ်လာသည်ထိုးတန်ကြားချင်းချင်းဆိုလို့ဦးနိုင်နောက်ဘက်သို့လှည့်ကြည့်လျာကားပေါ်တွင်မီးသူမှမရှိတော့ပြီတို့ပေမဲ့ကားတွင်ချော်ကြားစရာလုံကောင်းနေသောကြောင့်အနောက်ဘက်သို့ဦးနိုင်ရဲမကြည့်ရတော့ပြီထို့နောက်မီးလာသောဖုန်းအားဖွင့်ကြည့်လျာအချိန်ပေါ်ဆင်းနေသောဝန်ထမ်းဖြစ်သူမှအထက်မှစာဝင်လာခြင်းပင်ဖြစ်သည်ဦးနိုင်ကျွန်တော်စောင့်နေရကြပြီရုံးအောင်ဖယ်ရီမတွေ့လို့အားလုံးစောင့်နေရအရန်ကြာလို့အခုမှရုံးပေါ်ပြန်တက်နေရဖယ်ရီကဘာဖြစ်လို့လဲဦးနိုင်စာရရင်အကြောင်းမြန်အောင်နော်ဖုန်းသက်လာဆက်တဲ့မှုအေးရပြန်ပြောနေလို့ဦးနိုင်ထို့ကြောင့်ဦးနိုင်မျိုးလုံးများပြူးပြဲဆန့်ပြူးတော့ကရှိမြဖုန်းလားလိုက်ဆက်လျာအဲ့ချိန်ဖြစ်နေပြီမိသီးဖုန်းကခေါ်မရပြီဟာဒီဖုန်းနေရလဲကွာအခုမှခေါ်မရဘူးထို့နောက်ဦးနိုင်ကားတော့ဖွင့်ရင်စက်ပန်နှုတ်ကြည့်လျာကားမှာပြန်ကောင်းလာတော့ကြောင့်ဦးနိုင်လွန်သာဝမ်းသာလာတော့ပြီအမလီဖျားမာတာတော်ပါသေးရဲ့ဦးနိုင်ကားဆက်ပြန်လို့ရရုံးခန်းရှိရဘူထောင်ဘက်သို့အချိန်ပြင်းပြင်းမောင်းလာခဲ့လေရောသည်တလန်းလုံးဗတ်ကြီးမှန်ရောနောက်ကြီးမှန်ရောပါဦးနိုင်တစ်ချက်မှမကြည့်ပြီထို့နောက်ရုံးရှိရရှေ့သို့ရောက်ဖေကာဖြစ်သလိုရဲလျက်ဝန်ထမ်းများရှိရာရုံးခန်းလေးလောက်သို့ဦးနိုင်ပြေးလာတက်ခဲ့တော်သည်ရုံးခန်းတွင်ရှိကွန်ပျူတာအခန်းတွင်ဦးနိုင်လိုက်ပို့ခဲ့သောဝန်ထမ်းရှိရစလုံးထိုင်နေကြသည်ကိုဦးနိုင်အံ့ဩတကြီးတွေးလိုက်ရလေတော်သည်ဟာမင်းတို့တကယ်ကြီးဒီမှာရှိနေကြလားဖះငါတို့ယူပြီကွာဦးနိုင်ကကြောင်တော်ကြည့်နေသောဝန်ထမ်းများမှာဦးနိုင်ဘာဖြစ်လာလဲကျွန်တော်အိမ်ပြန်ဖို့စောင့်နေရအခုအရန်နောက်ကျနေပြီဗျာအင်းလေဦးနိုင်ရဲ့သမီးတို့မှာစောင့်နေရအကြာကြီးပဲဦးနိုင်ဝန်ထမ်းများကြားတဲ့လို့ပြေးဝင်တာဟက်ကောင်လေးကငါတော်တော်လန့်နေပြီကျွတ်စင်ကြီးကွာခုနမင်းတို့ပဲငါကားနဲ့လိုက်ဖို့ခဲ့တာကွာအမှန်ဒီမှာမင်းတို့ပဲရှိနေကြတယ်တေးရဒါဆိုငါလိုက်ဖို့ခဲ့ရဘယ်သူလဲဟာဆိုတော့တန်နဲ့တူဝန်ထမ်းများတယောက်နဲ့တယောက်မျက်နှာကြည့်၍အားရပါရီမောကြလေသည်ဟာဦးနိုင်သမီးတို့လာမချောက်နေနဲ့တော့မဖြစ်နိုင်တာကြီးအေးလေဗျာကျွန်တော်ရုံးအောင်မရောက်တော့ဘာကမှမတွေ့လို့ပြန်တက်လာရတာပေါ့ဗျာဦးနိုင်စိတ်မရှိတဲ့တန်းဖြစ်ဟိတ်ကောင်ကြီးငါတကယ်ပြောနေရငါမှကြောက်လို့သေရောက်မယ်ဒါမျိုးကြီးတစ်ခါမှမကြုံဘူးကွာဝန်ထမ်းများမှာဦးနိုင်အားပြုံးစီဖြစ်နေတာကြည်နေလေရောသည်ထို့သောဖြင့်ဦးနိုင်တယောက်ကြောက်လန့်နေပုံဝန်ထမ်းများကြည့်ရင်ကဲပါဦးနိုင်ကျွန်တော်တို့ကိုပြန်မပို့နဲ့တော့ကျွန်တော်တို့လည်းမိုးလင်းတော့မယ်ဆိုဒီမှာပဲအိတ်လိုက်ကြတော့မယ်ဦးနိုင်မှာကျွန်တော်တို့နဲ့အတူအိတ်မလားဦးနိုင်တယောက်ချင်းချင်းဆိုလိုပင်ပြန်ဖြေသည်အေးငါလည်းမပြန်ရဲတော့ဟာဒီမှာအိတ်လိုက်တော့မယ်ထို့နောက်အိတ်ရန်ခင်းချင်းပြင်ဆင်ပြီးအနားယူလိုက်ကြတာမို့ဦးနိုင်စိတ်သက်ရအနေငယ်ရသွားလေသည်အချိန်တန်တန်ကြာလာတော့အခါဝန်ထမ်းများမှာအိတ်ပြော်နေလိကြပြီးဦးနိုင်တယောက်တုံနေခဲ့ရတော့အဖြစ်ပြက်စီကြောင့်အိမ်ပြော်နိုင်ဖြစ်နေရတယ်လို့မိတို့မှအဖြေရှာမရဖြစ်နေလေသည်ထို့ကြောင့်စလိတ်ဖွာရဲ့အင်းရန်နေရာမှာပြင်းပေါက်လာတော့ထပြီးတော့လေးလာပြင်းပေါက်အားဖွင့်ရင်အပြင်ဘက်သို့ခေါင်းထွက်လျက်စလိတ်ဖွာနေသည်ထို့စဉ်ဦးနိုင်တယောက်ရုံးခန်းအောက်ထပ်သို့လမ်းကြည့်လျက်ဦးနိုင်ရထားသောဖေးကဘေးတက်တိုင်းမီးရောက်အောင်ပြင်ရုံးလုံးကြုံရေးသမားတယောက်ရက်နေသည်ကိုလမ်းမြင်နေရမိတ်သေးသောလုံခြုံရေးသမားသည်လည်းရှိပါသေးလားဟုသောအတိအကျစိတ်သက်ရပြီးအေးဆိုစလိတ်ဖွာနေတယ်အတန်းကျသောထိုလုံခြုံရေးဝန်ထမ်းများမှာဦးနိုင်ကမလုံမရှက်ဆိုင်ကြည့်နေမော့ကြည့်နေသည်ကိုဦးနိုင်သတိထားမိလေတော့သည်တတိုင်းမီးရောင်ကြောင့်ဦးနိုင်ထိုလူမျက်နှာထင်ရှားသာမြင်နေရသည်သို့တော့အမတ်တမဲ့ပင်နေ၍စလိတ်ကထပ်ပေါ်နေတော့သည်အတန်းငယ်ကြသောဦးနိုင်လမ်းအောင်ရှိထိုလူကပြန်ကြည့်မိနေထိုဝင်နှမ်းမှာရခင်စားကြည့်နေမြဲတဲ့အတိုင်းဦးနိုင်ကကြည့်နေတော့ကြောင့်ဦးနိုင်စိတ်ထဲအနှဲငယ်ကြောချမ်းသလိုဖြစ်လာရလို့ထို့နောက်ဦးနိုင်ထိုးနေရတဲ့ဆက်၍မနေချင်တော့တာကြောင့်မှန်ပြင်းပေါ်ကပိတ်၍ခင်းချင်းသားသောနေရာတွင်ပြန်လဲအိတ်နေရတော့သည်ထို့သောတိတ်ဆိတ်စွာအိတ်နေခြင်းဦးနိုင်တယောက်အတန်တကူကသတိထားမိ၍အံဆိုင်၍နားထောင်နေရသည်ထို့အတန်မှာရုံးအောက်ထက်မှအပေါ်တက်လာသောခြေတံဖြစ်နေကြောင်းဦးနိုင်သိလိုက်ရတော့သည်ခြေတံမှာတစ်ထပ်ပြီးတစ်ထပ်ပို၍သိတာလာပြီးကျဲလောင်လာသည်
ဦးနိုင်ရုံးရှိဆောင်ပါခေါင်းမိချုံလျက်နေရအလွင်လုံးဝအတမ်းထွက်တိတ်ဆိတ်စွာကုတ်ပြီးညင်နေလေသည်ထို့အတူအောက်ထပ်မှတက်လာသောခြေတံများမှလည်းလေးလာသို့ရောက်ရှိလာပြီးခန်းရှိရောက်တွင်ရုတ်တရက်တိတ်ဆိတ်သောဦးနိုင်ကြောက်စရာကြာထိမ့်မြ၍ချွေးများဆူရွှဲနေလေပြီသို့ပေမဲ့ရတနာသောခြေတံများကိုခိုး၍လမ်းကြီးနှင့်ထိုးနေရတွင်မြည်သူမှမရှိပြီစိတ်ရှုပ်ရှုပ်ပြီးတက်လာသောခြေတံအတွေးပေါင်းစုံကဘာသာမျိုးစုံပြန်နေရလေတော့သည်ထို့သို့စဉ်းစားနေရင်မှပင်အတန်ကြာသောဦးနိုင်တယောက်အိပ်ပျော်မှန်းမသိအိပ်ပျော်သွားလေတော့သည်ကျင်းငတ်တန်လုံးနှင့်အတူဦးနိုင်မှညဘက်စလိတ်တောက်ရန်ထွက်ခဲ့လေတော့မှန်ရဲမောင်တွင်နေရန်ခက်ပြပြပါဦးနိုင်မျက်နှာသို့ကွက်တိကြရောက်လေတညလုံးပင်ပန်းလာသောအချိန်ကြောင့်3နာရီလောက်နှစ်ချက်အိပ်ပျော်သွားသောလန်းလန်းဆန်းဆန်းနိုးထလာတော့သည်နုံချင်းဘေဘီဝဲရဝဲဝဲကြီးလေရမိတိဝန်ထမ်းများကိုမတွေ့ရပြီဟာဒီကလေးရောင်ပြန်သွားကြပြီပဲဦးနိုင်ထိုးသွတ်တွင်ရုံးတန်းတင်ကန်တွင်မျက်နှာတစ်ချီလက်တန်းတွင်ရုံးအောင်သို့ဆင်းလာလေတော့သည်ရုံးအောင်လူချင်းရေးဆောင်လေးရဲ့တွင်ထိုင်နေသောဝန်ထမ်းလေးဟိတ်ကောင်မင်းညလေးလာပေါ်တက်လာသေးလားဗျာကျွန်တော်အခုမှရုံးရောက်တာဗျထိုလုံချုံရေးဝန်ထမ်းလေးအဖြစ်ကြောင့်ဦးနိုင်ဘာပြောရမှမသိကြောင်အန်းဖြစ်သွားသည်သို့တော့တခြားတာဝန်ကျသူဖြစ်နိုင်တွေလိမ့်မည်ဟုဖြစ်တွေးလေသည်သို့တော့ဦးနိုင်တက်တိုင်အောက်တွင်မောချီနေသောမျက်နှာအားတေချာမြင်လိုက်ရမှလည်းယခုမှရောက်လာသောဝန်ထမ်းများပင်ဖြစ်သည်ဟုဇဝေဇဝါဖြစ်နေသည်ဟာခက်ကောင်လေးမင်းတို့ပြန်သေးလားကွာလာဦးနိုင်ဖေးပေါ်တက်ကြဦးနိုင်ဖေးနဲ့ပြန်လိုက်ဖို့မလီဦးနိုင်ရုံးချံဝင်တွင်သို့ဝင်လာသောညကဝန်ထမ်းများလှမ်းယူမိလေသည်ထို့စဉ်ဟာဦးနိုင်ကျွန်တော်တို့လာနောက်နေထို့စဉ်ပြောနေဝန်ထမ်းမင်းကလေးများကရုံးချံဝင်တွင်သူထပ်မံရောက်ရှိလာဦးနိုင်ဝန်ထမ်းများကြည့်ရင်ကြောင်လုံးဖြစ်နေသည်ဟဲ့ကောင်မလေးလာကြအောင်ဦးနိုင်ကြီးတို့တခုမင်းမလို့ဟုတ်ဦးနိုင်ဟူတော့အတန်းနဲ့တူဦးနိုင်နာတို့ဝန်ထမ်းများရောက်ကြလာတော့သည်ညကနင်တို့ဒီမှာအိုဒီဆင်းကြရင်အိတ်ကြတာမဟုတ်လားငါ့ကိုတော့ဖဲကြီးလာခေါ်ရနောက်ကြလို့ဆိုပြီးနင်တို့ပြောဆိုကြသေးရဲ့လေပြီးတော့နောက်ကြလို့ငါ့ကိုပါဒီမှာရုံးကမှအိတ်ဖို့နင်တို့ပြောခဲ့တာလေငါလည်းလမ်းမှာဖြစ်လာတာတွေကြောက်နဲ့ဒီရုံးမှာပဲအိတ်လိုက်တော့မယ်ဆိုပြီးနင်တို့နဲ့အတူရုံးမှာအိတ်လိုက်တာဟုတ်တယ်မလားဟမ်ဦးနိုင်ပါကြီးပြောနေရလေမနေ့ကတနင်္ဂနွေနေ့သမီးတို့အားလုံးအလုံးမလာဘူးရုံးပိတ်တယ်လေသမီးတို့ကအခုမှအိမ်ကထွက်လာကြတယ်ဦးနိုင်ရဲ့ဘာ